ကဲရန်တိကြည့်ပြီးတော့ထွေလီကာလီမေးတတ်တဲ့ကလေးလေးတွေဒီကနေပြန်ပြေးပေးမယ်မမနဲ့မြမလက်ရွေးစင်အမျိုးသားအသင်းကြီးရတယ်ထိုင်းအောင်မနိုင်ဘူးဆိုရင်အုပ်စုမတက်တော့ဘူးလားတဲ့ဆိုတော့မေးခွန်းတွေကိုအမဒီကနေဖြေပေးမယ်မသိတလောက်လေးပေါ့နော်နှစ်လမ်းတော့ရှိတယ်ဘလို့လဲဆိုမြမကထိုင်းအောင်နိုင်ခဲ့ရင်တော့အော်တိုတက်ပြီပေါ့လို့ကြွဘယ်အသင်းဘလို့ဖြစ်ဖြစ်ကိုအေးစစ်စစ်နိုင်သွားပြီထိုင်းအောင်မြမနိုင်ခဲ့ရင်ဒါပေမဲ့ထိုင်းအောင်မြမကမနိုင်တော့မဟုတ်တည်ကြခဲ့ပြီဆိုလျင်ဘလို့ဖြစ်လာမလဲဆိုတစ်ဖက်ကအသင်းရဲ့ကစားပုံကစားပွဲရလက်ကိုပြန်ကြည့်ရမယ်မလေးနဲ့ဖိလစ်ပိုင်မှာဖိလစ်ပိုင်ကမလေးကိုနိုင်ရမှာနော်မလေးကဖိလစ်ပိုင်ကိုနိုင်လို့မရဘူးဖိလစ်ပိုင်အသင်းကမလေးအသင်းကို6ဂိုးအောက်6ဂိုးနဲ့အထက်လို့မရဘူး6ဂိုးအောက်6ဂိုးအောက်ဖြစ်ဖြစ်5ဂိုးအောက်ဖြစ်ဖြစ်သွင်းနိုင်တယ်2ဂိုး3ဂိုးလောက်ပဲသွင်းပြီးနိုင်သွားပြီဆိုလို့ရှိရင်လည်းမြန်မာတက်နိုင်ချေရှိရဒါမှမဟုတ်ဘူးမြန်မာလည်းထိုင်းကိုမနိုင်တာတော့မဟုတ်တည်ကြခဲ့ပြီမလေးကလည်းဖိလစ်ပိုင်ကိုနိုင်သွားပြီဆိုရင်တော့မတက်တော့ဘူးအဲ့တော့တစ်ခုပဲရှိရမြန်မာထိုင်းကိုအနိုင်ရအောင်လို့ဒါမှမဟုတ်ဘူးတကယ်လို့တရေကျသွားပြီဒါမှမဟုတ်မချုံသွားပြီဆိုလို့ရှိရင်လည်းဒီဖက်ကဖိလစ်ပိုင်နဲ့မလေးမှာဖိလစ်ပိုင်ကမလေးကိုနိုင်ရမယ်အဲ့လိုဆိုရင်တော့မြန်မာလက်ရွေးစင်အသင်းကြီးကအုပ်စုတက်နိုင်ခြေရှိပါတယ်နော်နည်းနည်းတော့ချုပ်သွားမလားအားလုံးပဲမင်္ဂလာပါကျွန်တော်တို့မနေ့ပြန်မှာရှင်ပြိုင်ကစားမယ်ထိုင်းနဲ့မြန်မာဘောလုံးပွဲဘောလုံးနောက်ဆုံးအရေးကြီးတဲ့ပွဲစဉ်ပေါ့နော်ဆိုတော့ဒီပွဲမှာမမောင်းလည်းမပါတဲ့အတွက်ကြောင့်မြန်မာအသင်းဘယ်လိုကစားကွက်နဲ့ထုတ်တင်လဲဆိုတာကျွန်တော်ရဲ့အမြင်လေးကိုပြောချင်ပါတယ်အဲ့တော့မမောင်းလည်းမပါတဲ့အတွက်ကြောင့်မလို့ကွင်းလေ attacking midfield နေရာမှာတော့ဒါလွယ်မိုးအောင်ပဲဖြစ်နေ3အောင်မှာဖြစ်ပါတယ်လွယ်မိုးအောင်ကရခင်ကလည်းကွင်းလေ midfield နေရာမှာကစားခဲ့ဘူးတယ်ဘယ်တော့မှညတော့မှကစားခဲ့ဘူးတယ်အတွေ့အကြုံရှိတယ်ဆိုတော့မောင်လင်းလောက်တော့ effective ဖြစ်ချင်မှာဖြစ်မယ်လို့ထင်ရပေမဲ့လည်းတကယ်ဒီထိုင်းမှာကစားဘူးတဲ့အတွေ့အကြုံကောင်းနေရှိတယ်အဲ့တော့ညတော့မှာတော့ဟိတ်ထက်အောင်ကိုဝမော့နေရာမှာကစားလိုက်ပေါ့နော်ဆိုတော့အရင်တိုင်းပဲဒီတိုက်စစ်ပိုင်းမှာတန်းပိုင်အထောင်ထားပြီးတော့ပညာတောင်မှတစ်ဖက်မှာဝန်နဲ့ထုတ်တဲ့ဟိတ်ထက်အောင်နောက်ချန်တိုက်စစ်မြက်ကောင်းခန့်ကွင်းလယ်မှာတော့ကြုံမေးဦးနဲ့ဒီလွန်မိုးအောင်နဲ့ကစားမှာဖြစ်ပါတယ်အဲ့တော့နောက်တန်းမှာတော့ဟိဖြိုးဝင်းပြန်တက်တာသွားပြီးလိုက်ပါသွားပြီလို့သိရတယ်ဟိဖြိုးဝင်းစိုးမှုကျော်ဟိဇီယာလင်းနဲ့ဘယ်တော့မှဘယ်နောက်ခံနေရခွန်ကျော်စင်ဟိန်းတို့ပဲပို့တက်တာအကောင်းဆုံးပါပဲဒါကတော့တကယ်လက်ရှိအနေထားမှာ inform ဖြစ်နေတဲ့ကစားသမားတွေပေါ့နော်ဆိုတော့ဒီဇွက်ခတ်မင်းကိုတော့ဒါအနာပေးရမယ့်အနေထားရှိပါတယ်အဲ့တော့ကုသမစင်ညီအောင်နဲ့သွားမှာဖြစ်ပါတယ်အဲ့တော့လူစားလဲတဲ့နေရာမှာလဲခုနဝေလင်းအောင်တို့ကစားသမားတွေကို defensive midfield cover နေရာမှာလဲလို့ရတယ်အဲ့တော့ပို့တက်မှာလဲလွင်မိုးအောင်မထုတ်ရှင်လဲဒီဝေလင်းအောင်နဲ့ကြော်မင်းဦးပေါ့နော်နှစ်ယောက်တွဲထွက်ပြီးတော့ double pivot ပုံစံမျိုးနဲ့ထွက်လို့ရပါတယ်အဲ့တော့4-3-3ဘယ်လိုပဲပြောဒီသူရဲ့ Chujian function တွေကတော့ဒီတိုင်းပါပဲเนาะအဲ့တော့ attacking midfield ကျော်မင်းကတော့ attacking defensive touch up လိုက်မယ်ပေါက်စုပေါက်ကစားမယ်ဟိုလူမိုးအောင်လည်းဒီတိုင်းပဲပေါ့လေဆိုတော့တောင်မှန်တစ်ဖက်ကတော့ဝန်နဲ့ထုံးနဲ့ဟင်းထက်အောင်နဲ့ကစားမယ်အဲ့တော့တန်းပိုင်ထောင်နဲ့ကစားမယ်ဆိုတော့ဒုတိယပိုင်းမှာလည်းဒီတပွဲမှာမကစားခဲ့ဘူးတဲ့မကစားရသေးတဲ့ရဲရင်အောင်တို့ဒီစော်ဝင်းသိန်းတို့မင်းမော်ဦးလိုကစားသမားတွေဒါ attacking တူအကောင်းနဲ့ attacking sense ကောင်းတဲ့ကစားသမားတွေကိုသုံးကစားမယ်ဆိုရင်တော့9ရနိုင်တယ်အဲ့တော့ဘယ်လိုအဖြစ်ပေါ့ဒီလူငယ်ကစားသမားတွေလည်းမျက်ဖုံးခန့်တို့ကလည်းကွင်းလယ်မှာမစိုးပါဘူးเนาะရှိုင်းဝနာအောင်တို့စောမျိုးစော်တို့เนาะနောက်တန်းမှာတော့ဖြူပြည့်စုံတို့လည်းရှိနေတယ်အဲ့တော့ခုနအကောင်းဆုံးကတော့ဖွဲ့ဖဲအနေနဲ့ကတော့စော်ဝင်းသိန်းတို့လိုရဲရင်အောင်တို့လိုเนาะမင်းမော်ဦးလိုကစားသမားတွေနဲ့တိုးလှုပ်ပြီးတော့ကစားရင်တော့9ရနိုင်လို့ထင်ပါတယ်ဆိုတော့နောက်တန်းရဲ့အားနည်းချက်တွေကိုတော်တော်လေးကိုကာဗာလုပ်ပေးရမယ်ကွင်းလယ်မှာ defensive နှစ်ယောက်ထားလိုက်ခြင်းအပြင်ဒါနောက်တန်း4ယောက်ကိုလည်းကာဗာလုပ်ပေးလို့ရတယ်ပေါ့နော်အဲ့တော့ဝေလေးအောင်နဲ့ကျော်မင်းဦးနဲ့ထားမယ်ဆိုလို့ရှိရင်နောက်တန်း6ယောက်ပုံစံမျိုးနဲ့တောင်မန်တစ်ဖက်ကလည်းဒီဟိန်းထက်အောင်နဲ့ဝင်းနဲ့ထန်ထန်ဆင်းပြီးကာဗာလုပ်ပေးနိုင်ရင်တော့မဆိုးဘူးပေါ့လေဆိုတော့ဒါကတော့ဟိုမြန်မာသင်းရဲ့ပွဲထွက်လူချင်းကိုဒါကျွန်တော်တို့စိတ်ကူးရသလိုပုံဖော်ကြည့်တာပေါ့လေအဲ့တော့တိုင်းသင်းကတော့အင်အားကြီးတဲ့အသင်းဖြစ်ပေမဲ့လည်းဘယ်လိုပဲဖြစ်မြန်မာသင်းကြီးကြီးနဲ့အမှားရွေးနေအောင်ကစားပြီးတော့တစ်ဖက်သင်းကိုဒါအားနည်းချက်ကိုရှာကစားနိုင်မယ်ဆိုလို့ရှိရင်တော့လေရလက်ကောင်ရနိုင်ပါတယ်အဲ့တော့မြန်မာသင်းရလက်ကောင်းပါစေလို့လည်းဒါစုမုံကောင်းတောင်းအပ်ပါတယ်အားလုံးကျေးဇူးတင်ပါမောင်လင်ကတော့မောင်လင်ပဲလို့ပြောရမလားပေါ့နော်ဘယ်လိုပြောရမလဲကိုမသိတော့ဘူးပေါ့နော်ဒီမှာဆိုလို့ရှိရင်အမှန်တိုင်းပြောရင်တော့ဟုတ်တယ်လာအိုကသမားကနောက်ကနေပြစ်ဒဏ်ကျူးလွန်တာမှန်တယ်နောက်ကနေ6ကိုလည်းကန်တယ်အင်ကြီးကိုလည်းလှမ်းဆွဲတယ်ဒါပေမဲ့ဗျာအခုကိုရဲ့တရားသမားကပြန်ပြီးတော့တုံ့ပြန်မှုတွေကအယံများနေတယ်လို့မျိုးကြီးခံစားနေရတယ်ဒီလားအပွင့်လေးဆုံးပြောရရင်မောင်လင်းဆိုတာကျွန်တော်တို့ဟိုပေးသက်ဘွားတော်နဲ့နည်းနည်းက
case လေးတွေဖြစ်ပြီးတော့ခုလက်ရွေးစင်မှာပြန်ပါတဲ့ချိန်ကစားတာကလည်းအရင်ပုံစံတိုင်းပဲကောင်းနေလို့မို့ပေါ့နော်ပြည်သက်တွေပြန်ပြီးတော့ချီးကျူးနေကြချိန်လေးပဲရှိသေးတယ်အခုလိုမျိုးကြီးထဖြစ်တော့ဘယ်လိုပြောလို့ပြောရမှာမသိဘူးပေါ့နော်အပြစ်ပြောတာရေလို့တော့မဟုတ်ပါဘူးပွင့်လင်းတော့ပြောရရင်မမောင်လင်းဆိုတာကျွန်တော်တို့မြန်မာကစားသမားတွေထဲမှာကဒီအာဆီယံမှာဆိုလို့ရှိရင်အင်မစ်အရှိတော့ကစားသမားတစ်ယောက်အဲ့တော့ဒီလိုမျိုးတွေမဖြစ်စေချင်ဘူးဗျာအပွင့်လင်းတော့ပြောရရင်ဒီမှာဆိုလို့ရှိရင်လည်းနှစ်ဖက်စကားများကြတဲ့အချိန်မှာမောင်လင်းကိုကြတော့အနီးကတန်းပြလာအိုကကစားသမားကိုကြတော့အဝါပဲပြတယ်အဲ့လိုမျိုးဖြစ်ထားမှုတဲ့ကစားသမားဆိုတော့နှစ်ဖက်အတူတူပြုလွန်ကြရတယ်ဆိုရင်တောင်မှဒိုင်တွေရဲ့ပြစ်ဒဏ်ကပေါ့နော်မောင်လင်းအပေါ်မှာပို့ပြီးတော့တက်ရောက်မှုကပိုကြီးမားနေတယ်လို့ကျွန်တော်ကတော့ထင်တယ်ပေါ့နော်ပြီးတော့ဒါမျိုးပွဲဆိုတာကပွင့်လင်းဆုံးပြောရရင်ဗျာVAR အခုညီပါပါတယ်ကိုကိုလိုက်လုံနေတာမှန်လို့ရှိရင် VAR ပြန်ချိခိုင်းတာတို့ဘာတို့ပွင့်လင်းတိုင်းကို complaint တက်လို့ရတဲ့အခန်းတွေအများကြီးပဲပေါ့နော်အခုတော့ထိုင်းတဲ့ပွဲကြိတ်နေရုံးကန်ကြအောင်ပေါ့ရှိတဲ့လူလေးနဲ့